So many don't the Singapore summit ma hobby be the kama now by my job labiro made it tema de okani blue milesro majagani biro uyoba alebay nangani yakere bono eri uyoba alebay nangani ale democracy sne ko pyaung le kere the society is in transition so biro eri ha ajaung ko swin we kere check nangama ero di uyoba nangani ye pyaung le ပြုပြင်ပြောင်းလဲရေးနဲ့ဗမာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးပုံစံတွေကဘယ်လိုကွာခြားလဲလို့မေးတဲ့အခါမှာကျမလည်းအဲ့ဒီအချိန်မှာဖြေတုန်းကအဓိကအကြောင်းရင်းတစ်ခုကိုကျမမပြောမိဘူးတကယ်အဓိကကြရဟာအဲ့ဒါကျမရဲ့လိုအပ်ချက်ပဲအဲ့တော့အခုဒီမှာပြောချင်တယ်အဓိကကွာခြားချက်ကဘာလဲဆိုတော့အဲ့ဒီ Poland Hungary Czech ပေါ့နော်သူတို့နိုင်ငံတွေမှာပြုပြင်ပြောင်းလဲရေးကိုနှစ်ဦးနှစ်ဖက်ဆိုတာအတိုက်ခံနဲ့အရင်တုန်းကအာဏာရှင်အစိုးရပဲနေဟာသဘောတူညီမှုယူပြီးတော့ဆွေးနွေးပြီးတော့မှလုပ်တဲ့ပြုပြင်ပြောင်းလဲရေးဖြစ်တယ်။အခုကျမတို့နိုင်ငံမှာပြုပြင်ပြောင်းလဲရေးဆိုတာဟာတစ်ဖက်သက်ဆုံးဖြတ်ပြီးတော့လုပ်တဲ့ပြုပြင်ပြောင်းလဲရေးဖြစ်တယ်။အဲ့ဒါမတူဘူး။ဒါကျမတို့အဖြစ်ကိုအဖြစ်တိုင်းကျမတို့ပြောရမယ်။ဒါကြောင့်ကျမစောစောကပြောတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့နော်။အဲ့ဒီနိုင်ငံတွေမှာဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေဟာအတိုက်ခံတဲ့အရင်တုန်းကအာဏာရှင်အစိုးရများနဲ့ကြားထဲမှာသဘောတူညီမှုယူပြီးတော့ရေးဆွဲတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးအခုကျမတို့နိုင်ငံမှာရှိနေတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကကျမတို့ပြည်သူကရွေးချယ်ခဲ့တဲ့ကိုယ်စားလှယ်တွေမဖြစ်စလောက်ကလေးနဲ့ဒီအာဏာရှင်အစိုးရကနေပြီးတော့ရေးဆွဲတဲ့ဖွဲ့စည်းပုံအခြေခံမျိုးအဲ့ဒီဟာကိုကမတူတာပဲအဲ့တော့ဒါတွေကိုပြုပြင်ပြောင်းလဲရမယ်ဒါတွေကိုပြုပြင်ပြောင်းလဲရမယ်ဆိုတာဟာကျမပုံမှန်နေပြောလဲပြောရဲတယ်ပြောပိုင်ခွင့်လည်းရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့အရင်နှစ်တုန်းကကြားပြရွေးကောက်ပွဲကိုဝင်တဲ့အခါတုန်းကဒီဟာကျမတို့ရဲ့တရားဝင်မူဝါဒတစ်ခုအနေနဲ့ကျမတို့တိုင်းပြည်တစ်ပြည်လုံးကိုကြီးညာပြီးတော့ကျမတို့ဒီကြားပြရွေးကောက်ပွဲတွေကိုဝင်ခဲ့တာပါ။ကျမတို့နိုင်ငံမှာတရားဥပဒေစိုးမိုးရေးရှိရမယ်။ပြည်တွင်းငြိမ်းချမ်းရေးရှိရမယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရမယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဖွဲ့စည်းပုံကအခြေခံဥပဒေပြောင်းလဲမှပထမနှစ်ခုဟာလည်းဖြစ်နိုင်မှာပါ။ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တရားဥပဒေစိုးမိုးရေးဆိုတာရှိဖို့အင်တာမခက်ပါလိမ့်မယ်ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကျမတို့ပြည်တွင်းငြိမ်းချမ်းရေးဆိုတာရဖို့လေအင်တာမခက်ပါလိမ့်မယ်ကျမတို့ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တကယ်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်မြောက်ဖို့ဆိုတာလေမဖြစ်နိုင်တဲ့ကိစ္စပါလို့ကျမသိချင်ချာပြောပြရစီဒါကြောင့်အစိုးရအဖွဲ့ဝင်တွေတချို့နဲ့ကျွန်မတွေ့ဘူးပါတယ်ပြောဘူးပါတယ်အဲ့ဒါမှလည်းကျေနပ်မှုရှိတာတွေလည်းရှိပါတယ်သို့တော်ညာလည်းအခုအထိတကယ်တော့ကျမတို့အတိုက်ခံလိုပဲခေါ်ရင်လည်းခေါ်ပေါ့နော်ကျမတို့ဒီမိုကရေစီအင်အားစုတွေနဲ့အရင်တုန်းကအာဏာရှိခဲ့တဲ့အခုလက်ရှိအစိုးရအဖွဲ့ဝင်တွေနဲ့တည်တည်ချာချာဆွေးနွေးပြီးတော့ဆုံးဖြတ်ပြီးတော့မူဝါဒတွေချတယ်ဆိုတာတော့မရှိသေးပါဘူးဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်းလဲတဲ့နေရာမှာတော့ဟိုဘက်ဒီဘက်ညှိနှိုင်းပြီးတော့လုံနိုင်မှုကျမတို့မျှော်လင့်ပါတယ်လို့ပြောပြရစီ